ဆိုင်ကိုဘယ်လိုလာရမလဲခဏခဏမင်းနေတဲ့သူတွေအတွက်မြက်ဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်မြက်ရဲ့ဆိုင်ကစီအရှိပက်လက်ဤချောအထည်ဆိုင်နဲ့ဘေးချင်းကဲ့ရဲ့ပညာပြုကင်းမှာမြက်ကောစမတိဆိုင်ဖွင့်ထားပါတယ်เนาะဒါကတော့မြက်တနိုင်တစ်ပိုင်းဆိုင်လေးဖွင့်ထားတာဖြစ်ပါတယ်မြက်ကဆက်လဲချုပ်ပါတယ်မြက်ငယ်ငယ်ကအမေကတင်ပေးထားတဲ့ဒီပေါ်เนาะလက်မှုပညာလေးလည်းလုပ်ပါတယ်ဒီဆိုင်ကိုဖွင့်ရတဲ့အကြောင်းရင်းကတော့မျက်လုံးမျိုးဝက်ချန်သမားတွေအတွက်ကူညီပေးသွားမှာဖြစ်ပါတယ်တော်တော်များများအများစုကလည်းမျက်နှာထွေးပြီးဝက်ချန်တွေပျောက်သွားတဲ့သူတွေများပါတယ်ပေါ့နော်အဲ့တော့ယူတို့လိုချင်တဲ့အရာလေးတွေမေးလို့ရပါတယ်ဒီဟာလေးကတော့စူပါဝါတာတော့ပါအဓိကတော့အစီပြန်သမားတွေနဲ့ဝက်ချန်သမားလေးတွေအသုံးပြုလို့ရပါတယ်အံပိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အသားရည်ကိုကောင်းကောင်းကြီးပေါ့နော်တိတိရင်းဆူဆူပြပြလေးဖြစ်စေပါတယ်အစီပြန်သမားတွေဆိုတော်တော်လေးသုံးလို့ကောင်းပါတယ်သူ့ကိုသုံးပြီးတဲ့အခါမှာအသားရည်ကပူချင်းဆက်ရှင်လုံးဝမရှိပါဘူးဒီကောင်လေးကလက်ဗလီကနေထွက်ရှိထားတဲ့စူပါဝါတာတော့အမ်ပိုးလေးပဲဖြစ်ပါတယ်မျက်ရည်လေးလေးကိုစမ်းပြီးတော့လိမ့်ပြပြီးမယ်ပေါ့နော်မလိမ့်ရသေးတဲ့လည်းနဲ့လိမ့်ပြလက်ကိုလည်းရှင်းပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်ဒီလက်ကတော့ဒါခုစလိမ့်လိုက်တာပေါ့နော်တွေ့လာလိမ့်လိုက်တဲ့အခါနဲ့အသားရည်ကကြီးပြောင်းလာတယ်ဒီညာဘက်လက်ကလေးကတော့မလိမ့်ရသေးဘူးပေါ့နော်အဲ့မှာတည်းရလက်လေးကတိတိတတ်တာကြီးထွက်တယ်ပေါ့နော်အဲ့တော့အသားရည်ဆူဆူတင်းတင်းလေးနဲ့အသားရည်ကောင်းကောင်းလေးရချင်တယ်ဆိုရင်တော့ဒီစူပါဝါတာတို့ကိုသုံး